ကျွန်တော်ဒါဒီနိုင်ငံမှာသွားနေမယ်ဆိုလို့ရှိရင်ချီးပါသေးပေါက်တာကအစပတ်စံကုန်ကြခံရမယ်ဆိုလို့ရှိရင်ယုံနိုင်မလားဗျမနက်မိုးလေးလို့မျက်နှာတစ်လို့ရှိရင်စက်ပြအတွက်ခွန်ဆောင်ရမယ်အပြင်ထွက်လို့အထုပ်ဆောင်လို့ရှိရင်လည်းခွန်ဆောင်ရမယ်အိမ်ထဲမှာအေးလို့မီးလောင်မယ်ဆိုလို့ရှိရင်တော့အစိုးရကပတ်စံပေးရအောင်ပါဒါရင်ပဲလားဆိုတော့မဟုတ်သေးပါဘူးတင်းရဲ့အိမ်ထဲကိုနေအောင်ကြီးဝင်လာတာကအစအခွန်ဆောင်ရမယ်ဆိုလို့ရှိရင်တော့ဒါကတော်တော်လေးများသွားဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်ကဗီဒီယိုသမိုင်းတစ်လျှောက်မှာဒါမျိုးလဲရှိသေးလားလို့အန်ဟောရလောက်မဲ့အထူးဆန်းဆုံးသောအခွန်10ခုအကြောင်းကိုကျွန်တော်ကပြောပြပေးသွားမှာပါတချို့ဆိုလို့ရှိရင်2026ခုနှစ်မှာတောင်အသက်ဝင်လာနိုင်ခြေရှိနေတာမို့လို့အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြပါဦးနံပါတ်10မရှိတ်ကွန်ဒါ2025ခုနှစ်မှာလက်တလောလေးမှဖြစ်သွားခဲ့တဲ့အကြောင်းအရာပါဗီဒီယိုရဲ့လီဘာတီပါတီကကလေးတွေအဝါလွန်တာကိုကာကွယ်ဖို့အတွက်မရှိတ်တွေနဲ့အချိုကဲတဲ့ကော်ဖီတွေကိုပါအခွန်တိုးကောက်ဖို့စဉ်းစားနေခဲ့တာပါဒါပေမဲ့ဟာတာတစ်ခုကတော့မရှိတချို့ကြတော့သူတို့ဆက်တဲ့နီးပညာရဒီခွန်ထဲမှာတော့မပါပြန်ပါဘူးဆိုလိုတာကတော့အခွန်ရှောင်ကျင်တော့အဲ့ဒီဆိုင်နာကဆိုင်ကိုပဲပြီးရမှာဖြစ်ပါတယ်နံပါတ်9မုတ်စိတ်မွေးအခွန်မိတ်ဆွေကမုတ်စိတ်မွေးနှုတ်ခမ်းမွေးကိုခမိုက်မိုက်လေးထားကျင်တဲ့သူဆိုလို့ရှိရင်တော့ဟင်ရီရှိလက်ထက်မှာဒုက္ခရောက်မှာအသေးချပါပဲမုတ်စိတ်မွေးထားရင်အခွန်ဆောင်ရမှာဖြစ်ပါတယ်ရှေးလေးလေးပို့ပေးလေးရာတွေပဲဖြစ်ပါတယ်တမိုင်းပညာရှင်တွေကဒါဒနာကြီးလို့ဆိုကြပြီမှာတစ်ဖက်မှာလည်းဒီเจ้าရာတစ်ခုကလူပြောများနေတဲ့အထူးဆန်းသောအခွန်တစ်ခုပဲဖြစ်ပါတယ်နံပါတ်10လူပြိုကွန်ဒါကတော့တယောက်တည်းသမားတွေအတွက်ချိန်စားပါပဲ1695ခုနှစ်မှာဝီလီယံ3ဘုရင်ကအသက်25နှစ်ကျော်လို့မှအိမ်အောင်မရှိသေးတဲ့သူတွေကိုအခွန်ကောက်ပါတယ်ရွေချက်ကတော့လူဦးရေတိုးအောင်အိမ်အောင်ပြုတ်အောင်တွန်းအားပေးတာဆိုပေမဲ့လက်တွေ့မှာတော့လူပြိုဖြစ်ရတာပတ်စံပူကုန်နဲ့လူပြိုတန်ကြီးလို့ပဲဆိုရမှာပါနံပါတ်9နိုင်ကွန်အဲ့ဒီတော့ကအချိန်သိရင်တော့လက်ကားမရပါဘူးအိမ်မှာနိုင်ရှိရင်အခွန်ဆောင်ရပါပဲအထူးသဖြင့်ရွှေနိုင်ကင်တဲ့သူတွေဆိုလို့ရှိရင်အခွန်ကအရန်များပါတယ်ဒါပေမဲ့လူတွေကအချိန်မသိရတာကိုအရန်မုံပြီးဆန္ဒပြလုံးအားကြီးလို့တစ်နှစ်ပဲကောက်ပြီးပြန်ဖြတ်လိုက်ရတဲ့သမိုင်းဝင်အခွန်ပဲဖြစ်ပါတယ်နံပါတ်6မီလင်းဖို့ကွန်ချားနေပြင်ကစစ်စရိတ်တွေအတွက်ပတ်စံလို့တော့အိမ်မှာရှိတဲ့မီလင်းဖို့တွေကိုအခွန်ကောက်ပါတယ်မိတ်ဆွေအိမ်မှာမီလင်းဖို့များလေနေမိတ်ဆွေကချမ်းသာတယ်လို့သတ်မှတ်ခံရပြီးအခွန်ပို့ပေးရလေပဲဖြစ်ပါတယ်ပိုစိုးတာအခွန်အရာရှိတွေကအရေးအတွက်လာရေးအတွက်ဖို့မိတ်ဆွေရဲ့အိမ်ထဲကိုအချိန်မီဇိုးဝင်ဝင်ရှိတာပါအဲဒါကြောင့်လည်းလူတွေကမကြည်မလက်ဖြစ်ပြီးမီလင်းဖို့တွေကိုဖြတ်ပစ်တာမျိုးတွေထိတုံ့ပြန်ခဲ့ကြပါတယ်နံပါတ်9နိုင်ရန်ကတ်စကူခွန်အိမ်ကိုဝေါ်ပေပါလှလေးဆင်ရင်လားဒါဆိုရင်တော့အခွန်ဆောင်မှုပြင်ထားလိုက်ပါအဲ့ဒီကိကဝေါ်ပေပါရှိတဲ့အိမ်ကိုချမ်းသာတယ်လို့သတ်မှတ်ထားတာကိုကောက်ခဲ့တာပါနောက်ပိုင်းအခွန်နှုန်းတွေက3စားလောက်အထိတက်လာတော့ဝေါ်ပေပါဆိုတာလူကုန်ထမ်းတွေပဲတုံးနိုင်တဲ့ပစ္စည်းတွေပဲဖြစ်သွားခဲ့ပါလေနံပါတ်4ဖဲတုံးနဲ့အန်စာတုံးခွန်တစ်ချိန်လုံးကပြီးတိုင်းမှာဖဲကစားတာကိုတော့အခွန်မလုပ်ခဲ့ပါဘူးဖဲတုံးတိုင်းမှာအခွန်ဆောင်တာကြောင့်တစ်စိမ့်ပါရပါမယ်အဲ့ဒီတစ်စိမ့်ကိုအတူလုံးမရင်တော့တေတံပေးတဲ့အထိပြကြီးလေးပါတယ်ဒီကွန်နှစ်ပေါင်း150တောင်ကြာခဲ့ပြီး1960ကျမှပဲပြတ်ခဲ့တာဖြစ်ပါတယ်တော်တော်လေးစိတ်ရှည်တဲ့အခွန်စနစ်လိုပဲပြောရမှာပါနံပါတ်3စက်ပြကွန်ဒါကတော့တတ်တန်ရှင်းနေခြင်းပတ်စံရှိမှရမယ်ခက်ပါပဲစက်ပြကိုအလေးချိန်နဲ့အခွန်ကောက်တာမျိုးစက်ပြကအရန်စည်းကြီးသွားပါတယ်ကျမရတဲ့မကောင်းဘူးလို့လူတွေကဝေဖန်ကြပြီမယ်နှစ်ပေါင်း140ကျော်ကြာမှဒီကုကိုဖျက်သိမ်းခဲ့တာပါအဲ့ဒီကစက်ပြနဲ့ရေချိုးရဖို့ဆိုတာမလွယ်ကူတဲ့ကိစ္စဖြစ်ခဲ့ရတာတော့အမှန်ပါပဲနံပါတ်2အုတ်ထုတ်ခွန်အမျိုးသားတွေစောင်းတဲ့အုတ်ထုတ်တွေကိုအစင်တန်းတင်ကြတာလို့သတ်မှတ်ပြီးဂျော်သုံးဘရင်အစိုးရကအခွန်ကောက်ပါတယ်အုတ်ထုတ်ထဲမှာအခွန်တစ်စိမ့်မပါရင်တရားမဝင်ပါဘူးဒီနေရာမှာလည်းအခွန်တစ်စိမ့်တူးလို့ရင်တော့သေတံပေးတဲ့အထိပါပဲအဲ့ဒီတော့က fashion ဆိုတာတကယ်ကိုအသက်နဲ့ရင်းခဲ့ရတာလို့လည်းဖြစ်နိုင်ပါတယ်နံပါတ်1ပဒင်းပေါက်ခွန်ဒါကတော့အစမ်းဆုံးနဲ့အကြော်ကြားဆုံးပါပဲအိမ်မှာပဒင်းပေါက်ဘယ်နှပေါက်ရှိလဲဆိုတာကိုကြည့်ပြီးတော့အခွန်ကောက်တာပါဒါကိုရှောင်ကျင်တဲ့သူတွေကတော့သူတို့အိမ်ကပဒင်းပေါက်ကိုအုတ်တင်နဲ့ပိတ်ပစ်ကြပါတယ်နောက်ပြီးနေကင်းကြံတော်ဓမြတိုက်ချင်းဆိုတဲ့စကားစုကနေရာဝင်တဲ့ပဒင်းပေါက်ကိုအခွန်ကောက်ရာကနေစဉ်သက်လာတာလို့တော့ပြောကြပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲမိတ်ဆွေတို့ရောဘယ်လိုတင်လဲဒီထဲကအခွန်နေတာအခုခေတ်မှာဆက်ရှိနေဦးမယ်ဆိုရင်မိတ်ဆွေကဘယ်ခွန်ကိုစောင့်မလဲဆိုတာအောက်က comment လေးထဲမှာမှတ်သွားပြီးခဲ့ပါဦးနောက်တဲ့ဗီဒီယိုတစ်ခုမှကျွန်တော်တို့တွေပြန်ဆုံကြမယ်